လူတယောက်ကိုပြည့်စည်စေတဲ့အကြောင်း၃ခုရှိတယ်ဘယ်နှခုရှိတော့ပါဠိလိုပြောတော့နံပါတ်1ကအဋ္ဌိဒုတ်တဲ့အဋ္ဌိဒုတ်တာပေါ့ကွာအဋ္ဌိဒုတ်အပျော်မှကျူးတာနောက်တနည်းလွယ်အောင်ပြောရင်မိမလိုက်စားတာတော့ဟုတ်အပျော်ပါကျူးတာအခုတော့မိမမှမဟုတ်ဘူးဗျမိမတွေလည်းအပျော်ပါကျူးတာမနက်ကဘုံဟိုအစောကြီးထလာတော့နော်ဒီတော့အစောကြီးထလာတယ်ဗျ၄နာရီခွဲလောက်ထွက်လာတော့အဲ့မှာဘားတွေတွေ့ကလတ်တွေတွေ့တယ်စီးလို့ကားတွေကိုတန့်စီလို့အစီးရာကနန်းလောက်ရှိတညာလုံးမအိပ်ဘူးတညာလုံးမအိပ်တဲ့သူတွေအဲ့ထဲမှာမိန်းမတွေရောယောက်ျားတွေရောအများကြီးရှိတယ်တရားထိုင်နေတာလားဘာလို့နေတော့အဲ့ဒါတွေလုံးနေမှာပေါ့မြန်မာပြည်ဖြစ်နေတဲ့အခြေအနေတော့ရန်ကုန်မြို့တိုက်တဲ့လမ်းသွားဘားတွေကလတ်တွေမရှိတာမရှိဘူးကိုင်းရတယ်အခုတိတ်မရှိတော့ဘူးဘားတွေကလတ်တွေနေရာတိုင်းမှာရှိမြန်မာပြည်မှာငွေဖြုံးနေကြတာပြောတော့ဒီနိုင်ငံမွဲတယ်ဆင်းရဲတယ်တဲ့မဖြုံးတဲ့နေရာတွေဖြုံးနေတယ်အဲ့ဒီမှာမိန်းမတွေပေါ်တယ်မိန်းမတွေကလည်းအဲ့ဒီမှာယောက်ျားတွေပေါ်တယ်နောက်တော့ယောက်ျားချင်းချင်းမိန်းမချင်းချင်းအဲ့ဒီမှာပေါ်တယ်အဲ့ဒီမှာလေအလုံးဆုံးပြက်ပြီးတော့တကယ်ကိုယွန်စရာကောင်းတဲ့နိုင်ငံကြီးဖြစ်နေမျိုးကြီးပြိုင်ဒီမှာသွားကြည့်ပို့ပြီးတော့သိတာအဲ့ဒါကိုစာလို့ပြောတော့အဋ္ဌိဒုတ်တယ်ဗါတယ်တော့မြန်မာလိုပဲပြောရင်အပျော်ပါကျူးတယ်ပေါ့ကွာဓာတ်ရိုက်ဘာသာပြန်တော့မိန်းမလိုက်စားတယ်လို့ပြောတယ်သူကမိန်းမရဲ့ယောက်ျားရဲ့ခွဲလို့မရတော့အပျော်ပါကျူးတယ်လို့ပြောတာနော်ဟောနောက်တစ်ခုကသူရာဒုတ်တယ်သူရာဒုတ်ဆိုတာမူရသေးပါအခုတော့ကေတို့ဘာမှ e-secret တို့ vibe တို့ k-pop တို့အခုကိုရီးယားတို့ဂျပန်တို့အဲ့ဒါတွေကိုတရားဝင်ငွေစေဝါထဲမှာဆင်းသွင်းလိုက်ပြီပိတ်တယ်ဒါပေမဲ့ထိုင်းကတော့ဈေးကြောက်ကိုအလွတ်တော်တွေကနေတရားဝင်ဆက်ခွင့်ပြုလိုက်ပြီဒါကြောင့်ရှေ့တောင်အာရှနိုင်ငံတော်ထိုင်းနိုင်ငံတို့ကထင်ကြီးတရားမရှိဘူးငွေစေဝါနဲ့အပျော်ပါဇုံတက်ပဲအဲ့နိုင်ငံတွေသူတို့ရဲ့ဖွံ့ဖြိုးတိုးတက်မှုကအလကားပဲအဲ့လိုမျိုးဖွံ့ဖြိုးမှအတူတူတော့မဖွံ့ဖြိုးတာကောင်းတယ်တော့မွေးစေဝါဇုံအပျော်ပါဇုံလောင်ကစားဇုံပဲဟုတ်လားဒါတော့အဲ့တော့တကယ်ကိုပညာတက်လာတဲ့ကိုရီးယားလိုဂျပန်လိုစင်ကာပူလိုနိုင်ငံတွေက K-pop တို့ e-secret တို့ကိုတချို့ပြည်နယ်တွေတချို့ကျတော့နိုင်ငံလုံးဒါကိုမွေးစေဝါထဲမှာဆင်းသွင်းပြီးအဲ့ဒါတွေကိုဖမ်းခွင့်ရှိတယ်တရားဝင်ရေးယူခွင့်ရှိတယ်ဒါပေမဲ့မြန်မာပြည်မှာတော့မကြိုက်တဲ့နေရာသွားရန်ကုန်ကြိုက်တဲ့လမ်းသွား e-secret ဝယ်လို့ရအဲ့ e-secret ထဲမှာထည့်မဲ့ဆေးရည်တွေဝယ်လို့ရအဲ့ဒီဆေးရည်တွေကအမေရိကန်လာတဲ့ဆေးရည်ဆိုဒီလိုဘူးလေးသေးသေးလေးတစ်ခုကိုဒေါ်လာရာချီတယ်အနည်းဆုံးဒေါ်လာ30လောက်ကစအဲ့တော့တရုတ်ကလာတဲ့ဟာဆိုရင်ဒေါ်လာ3ချက်မပြည့်ဘူးနော်ဒေါ်လာ1ချက်လောက်နဲ့ရဒါပေမဲ့အဲ့ဒီအကြီးတွေကအကုန်လုံးကကင်ဆာဖြစ်စေတဲ့ဟာပဲမင်းတို့ကယောဂါကိုဝဲပြီးသုံးနေကြမြန်မာပြည်မှာယောဂါရတဲ့သူတွေအများကြီးဖြစ်သွားတယ်ဟုတ်ပလားပြဿနာတွေကြီးမသွားဘူးလားဟဲ့အဲ့ဒါကြောင့်နော်ပြဿနာတွေတက်သွားပြီဒါကြောင့်အဲ့ဒါကသူရာဒုတ်လို့ခေါ်တယ်သူရာဒုတ်ဆိုတာမွေးစေဝါတွေသုံးတာနောက်နံပါတ်3ကအခဒုတ်တဲ့အခဒုတ်ဆိုတာလောင်ကစားလုပ်တာနံပါတ်1ကအပျော်ပါလိုက်သားတာနံပါတ်2ကမွေးစေဝါတွေသုံးတာနံပါတ်3ကလောင်ကစားလုပ်တာအဲ့ဒီ3ခုတစ်ခုလုပ်တာနဲ့မွဲတယ်တစ်ခုလုပ်တာနဲ့လူကမတိုးတက်တော့ဘူး3ခုလုံးလှုပ်လို့တော့မနလန်တော့မထူးသိကြတယ်3ခုလုံးလှုပ်ပြီးကြီးပွားနေတဲ့သူကဘယ်လိုလဲဂိုင်းသတားတွေဒါပေမဲ့အဲ့လူတွေအကုန်လုံးကအသေးသေးနဲ့သေးတာပဲလေးပြီးရင်လည်းငရဲကြမှာပဲလှုပ်ချင်လှုပ်ပေါ့မတို့မကြောက်ရင်လှုပ်ပေါ့ဟုတ်လားသူကပတ်စံချမ်းသာတာဘဝတိုးတက်တာမဟုတ်ဘူးပတ်စံချမ်းသာတာဘဝအောင်မြင်တာမဟုတ်ဘူးလူတယောက်ကသူနဲ့သူ့ပတ်ဝန်းကျင်ကိုဘယ်လိုကောင်းကျိုးပြုနိုင်လဲအဲ့ဒါတိုးတက်မှုအစစ်ပဲသူနဲ့သူ့ပတ်ဝန်းကျင်ကိုကောင်းကျိုးမပြုနိုင်တဲ့သူကိုတိုးတက်တယ်လို့ဆင်းရဲမထည့်နဲ့ပိုက်ဆံအရေးမကြီးဘူးတကယ်ဘဝထဲမှာတကယ်ဘဝထဲရောက်လာတဲ့အခါပိုက်ဆံတဲ့အရေးကြီးတာတွေအများကြီးတွေ့လေဟုတ်ပြီနော်